business ဒါမှမဟုတ် accounting ကိုစပြီးတော့မှလေ့လာပြီးဆိုတာနဲ့ shareholder ဆိုတဲ့စကားလုံးနဲ့ stakeholder ဆိုတဲ့စကားလုံးတွေကိုအများကြီးပဲတွေ့ရမှာဖြစ်ပါတယ်။ဒါကြောင့်မို့လို့ shareholder ဆိုတာဘာလဲ stakeholder ဆိုတာကရောဘာလဲ။ shareholder ဆိုတာကတော့အလွယ်ပြောရရင်တော့ company ရဲ့ပိုင်ရှင်တွေပေါ့နော်။ကိုယ့်ရဲ့ company ရဲ့ share တွေကိုဝယ်ထားတဲ့သူတွေကို shareholder လို့ခေါ်တာဖြစ်ပါတယ်။ဒါဆိုရင် stakeholder ကရောဆိုရင် stakeholder ကကြတော့ကိုယ့်ရဲ့ company နဲ့ပတ်သက်ဆက်နွယ်မှုရှိတဲ့အလူတွေအကုန်လုံးကို stakeholder လို့ပြောတာဖြစ်ပါတယ်။ stakeholder ကိုလည်းဖြိုနှစ်ပိုင်းခွဲခြားထားပါတယ်။ပထမတစ်ခုကကြောင့် internal stakeholder ကိုယ့်ရဲ့လုပ်ငန်းအတွင်းမှာရှိနေတဲ့သူတွေပေါ့နော်။ဥပမာဘယ်လိုလူတွေလဲဆိုရင်တော့ကိုယ့်ရဲ့ဝန်ထမ်းတွေ employee ဒီ internal stakeholder ဖြစ်တယ်။ပြီးသွားတဲ့အခါမှာ employee ပြီးတော့ management ကသူတွေပေါ့နော် manager တွေဒီလူတွေဥမာ board of director တွေဒီလူတွေအကုန်လုံးဒီလည်းပဲ stakeholder တွေဖြစ်ပြီးတော့မှခုနကလည်းပြောပါရယ် owner လို့ခေါ်တဲ့ shareholder သူဒီလည်းပဲ stakeholder ဖြစ်ပါတယ်။နောက်တစ်ခုကတော့ external stakeholder external stakeholder ကကြတော့ကိုယ့်လုပ်ငန်းရဲ့ပြင်ပမှာရှိနေတဲ့သူတွေပေါ့နော်ဥပမာအားဖြင့် customer တွေပါတယ်ပြီးတော့ကိုယ့်ရဲ့လုပ်ငန်းမှာ product တွေ service တွေကိုရောင်းနိုင်ဖို့အတွက်ပေါ့နော်supply လုပ်ပေးထားတဲ့ supplier တွေရှိတယ်supplier ပါမယ်ပြီးတော့ government ပေါ့နော်အစိုးရလို့ပြောပြီးဆိုတာနဲ့ tax authority ပေါ့နော်ဒီလိုပုံစံမျိုးတွေပါလာပြီးဖြစ်ပါတယ်ပြီးတော့ရဲ့အခါမှာ bank တွေရှိရပေါ့နော်နောက်ဆုံးတစ်ခုကကြတော့ local community ကဘာဖြစ်လို့အကျိုးသက်ရောက်မှုရှိရလို့ပြောတဲ့အခါမှာ local community ဒီကိုယ့်ရဲ့ business တည်ရှိရာနေရာပေါ့နော်ဥပမာကိုကရေတန်းစက်ရုံကိုရက်ခွက်ထဲမှာကိုကလှုပ်ထားရဲဆိုပါစို့ဒါဆိုလို့ရှိရင်ကိုစက်ရုံရဲ့ဘေးမှာရှိနေတဲ့သူတွေပေါ့နော်အဲ့သူတွေဒီ local community ဖြစ်ပါတယ်တကယ်လို့ကိုယ့်ရဲ့စက်ရုံကပေါ့နော်ဒီ business run ဖို့အတွက်လူတွေခေါ်တယ်ဝန်ထမ်းတွေခေါ်ရဲဆိုလို့ရှိရင်ကိုဒီရက်ကွက်အတွင်းမှာရှိနေတဲ့သူတွေအတွက်ကြတော့ဒီအလောက်ကန်ခွင့်လန်းကိုကဖန်တီးပေးရမျိုးဖြစ်တယ်ပေါ့နော်တကယ်လို့ကိုယ့်ရဲ့ business ကိုဒီပတ်ဝန်းကျင်ကသူတွေကမကြိုက်ဘူးပေါ့နော်အဲ့လိုမျိုးကန့်ကွက်စာမျိုးရောက်လာရဲဆိုလို့ရှိရင်ဒါဒီကိုယ့်ရဲ့ business အပေါ်မှာ local community ရဲ့တက်ရောက်မှုပေါ့နော်ဒါကြောင့်မို့လို့ stakeholder လို့ပြောရင်လည်းပဲ stakeholder မှာဆိုရင် internal stakeholder external stakeholder ရှိပြီးတော့မှဒီ stakeholder ရဲ့အကုန်လုံးဒီ business အတွက်အရေးကြီးတဲ့အခန်းကဏ္ဍမှာပါတာဖြစ်ပါတယ်